အားလုံးပဲမင်္ဂလာပါနေလေးအင်ချင်မြန်နေကျူဆိုမိတ်ဆက်လိုက်ပါရှင်ကျမကိုရောက်ရှိမိတ်ဆက်ပေးမယ်ဒီဧကမြေလေးရတော့ပြင်ဦးလွင်မြို့နယ်မြေကုန်းရွာမှာတည်ရှိပါတယ်မန္တလေးပြင်ဦးလွင်အတက်လမ်းနဲ့ဆို10မိနစ်ခန့်ဝေးပါတယ်ဒီမှာဘေးပတ်ဝန်းကျင်ဆိုရင်ဘုံကြီးကျောင်းလေးကြီးနဲ့စိုက်ခင်းလေးနဲ့အရန်သားရပါတယ်သူကတော့အဲ့ညောင်မင်းဒီရေကန်တကန်လေးပါမယ်နော်ဘော်ဒီညောင်မင်းအုတ်တိုင်လေးကနေပြီးတော့မှဟိုဘက်အုတ်တိုင်ထိဒီအပေါ်ဂုံးလေးလဲပါပါတယ်ရှင်ရှုခင်းလာကြိုက်သူများအတွက်ချင်ကြကြဝင်းကြကြနဲ့တတရရလေးနေခြင်းနဲ့ဆိုလို့ရှိရင်နော်ဒီမြေကွက်ကလေးအဆင်ပြေပါတယ်ဟိုမှာမြေပုံကားလမ်းမကြီးကိုလဲမြင်နေရပါတယ်ရှင်ဒီအကျယ်ဝန်းလေးကတော့1.3 ဧကမူရင်းစလစ်ပါသိန်း2000နိုင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်ဒီမှာဒီမြေကွက်ကလေးပါနော်ဒီဧကကွက်ကလေးပါနော်ဟိုးစင်မှာလက်ရှိမှာတော့ဒီပြပဝန်းကျင်မှာစိုက်ခင်းလေးတွေဖုံးကြီးကျောင်းလေးတွေရှိပါတယ်ရန်ကိုတားရတဲ့နေရာလေးတစ်ခုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်